Hi everyone, welcome back to Trish Story Corner. အားလုံးပဲမင်္ဂလာပါရှင် Trish Story Corner က Trish နဲ့တူတူရှိနေပါတယ်။ဒီနေ့အကြတော့ဆေးနဲ့ထဲဆိုတဲ့စကားလုံးလေးနှလုံးအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ဆေးကကြတော့ဘာကိုပြောတာလဲဆိုရင်ပြောတယ်ကိုပြောတာပါ။မြန်မာလူမျိုးအဓိပ္ပာယ်ကကြပြောတာကိုပြောပါတယ်။ထဲကကြလို့လည်းမြန်မာလူမျိုးအဓိပ္ပာယ်ကပြောတာကိုပြောပါတယ်။ဒါဆိုဒီနှလုံးကဘယ်လိုမျိုးကွဲပြားခြားနားတာလဲ။ Say focus on the word.What စကားလုံးတွေကိုသူကအလေးထားပြီးတော့ tell focus on the person ထဲကကြတော့ဘာကိုအလေးထားလဲဆိုရင်ပြောတဲ့လူကိုအလေးထားတာပါဘသူကကိုယ့်ကိုအဲ့ဒါပြောလဲကိုကဘသူ့ကိုပြောလိုက်တာလဲအဲ့လိုမျိုးပုံစံကိုပြောတာပါဒါဆိုရင် example လေးနဲ့ကြည့်ကြည့်ရအောင် she said she was tired သူမပင်ပန်းနေတယ်လို့ပြောခဲ့ပါတယ်ဒီမှာသူက set နဲ့အသုံးပြုလိုက်ပါတယ်ပြောခဲ့တာကိုပြောတာပါ။ तू ကဘာကိုပြောခဲ့လဲဆိုရင်သူမရဲ့စကားလုံးက she was tired ။ तू အရန်ကိုပင်ပန်းနေတယ်ဆိုတဲ့စကားလုံးကို तू ကအလေးထားခြင်းလို့ဆိုပြီးတော့ဆက်နဲ့သုံးသွားပါတယ်။ Okay နောက်တစ်ခုအနေနဲ့ she told me the truth. She told me the truth. သူမကငါ့ကိုအမှန်တရားပြောပြပေးတယ်။ထဲကကြတော့ तू က tell someone something တယောက်ကိုအခုခုပြောလိုက်တဲ့အခါမှာဆိုရင် tell တို့ told တို့ကိုအသုံးပြုပါတယ်။ Okay ဒါဆိုရင်စေးကကြတော့စကားလုံးကိုအလေးထားပြီးတော့ထဲကကြတော့ဘသူ့ကိုပြောတာလဲကိုဘသူကပြောတာလဲအဲ့လိုမျိုးပုံစံလူတွေကိုအလေးထားခြင်းတယ်ဆိုလို့ရှိရင် tell နဲ့သုံးပါတယ်။ Okay ဒါဆိုရင် say နဲ့ tell နဲ့ကိုရှင်းသွားပြီလို့မှတ်ယူပါတယ်เนาะဒီဗီဒီယိုကကိုယ့်အတွက်အကျိုးဖြစ်တယ်ဆိုရင်တော့ like and share လေးလုပ်ထားပြီးတော့စိတ်ထားဖို့လည်းမမေ့နဲ့เนาะပြီးတော့ဒီ Trish Story Corner မှာကြာလို့ရှိရင် Instagram မှာ tip လေးတွေနေ့တိုင်းတင်သွားပေးမှာမို့လို့ follow လုပ်ထားဖို့မမေ့နဲ့เนาะ Bye bye see you next video